ဆီယာမကြီးတဲ့ကျမပိုင်ဆိုင်တဲ့အိမ်ကိုပေါ့နော်ကျမရဲ့သားသမီးတစ်ယောက်ကိုကျမကရောင်းခဲ့ခြင်းနဲ့အခြားသားသမီးတွေကိုအသိပေးစရာလိုလားဆိုပြီးတော့မြင်းမြတ်ထားတဲ့မိကွန်းနဲ့ပတ်သက်ပြီးတော့ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်ရှင်မြန်မာဓလေ့ထုံးတမ်းဥပဒေမှာဆိုလို့ရှိရင်မိဘပိုင်ဆိုင်တဲ့ပစ္စည်းတစ်ရက်ကိုသားသမီးအတူနေတဲ့သားသမီးတွေကိုရောင်းချလို့ရတယ်အဲ့လိုမျိုးရောင်းချတဲ့အပေါ်မှာကြံသားသမီးတွေသိစီစရာမလိုပါဘူးတိတက်စိတ်ရောင်းချလို့လည်းရတယ်ဒီလိုမျိုးရောင်းချခြင်းကိုကြံသားသမီးကကန့်ကွက်ပိုင်ဝင်မရှိဘူးမရှိကြောင်းကိုလည်းစီရင်ထုံးတစ်ခုထွက်ရှိထားတာရှိပါတယ်စီရင်ထုံးဟာဆိုလို့ရှိရင်1985ခုနှစ်မာတာစာ68ဒေါ်နီနဲ့ဦးတင်လာဆိုတဲ့စီရင်ထုံးထဲမှာမိဘပိုင်ဆိုင်တဲ့ပစ္စည်းတစ်ရပ်ကိုအတူလေးသားသမီးကိုရောင်းချလို့ရတယ်။ကြံသားသမီးကိုအတိပေးရမယ်ဆိုတဲ့ဥပဒေတော်မရှိဘူး။သူတို့ပိုင်တဲ့ပစ္စည်းကိုအယောင်အဝယ်စာချုပ်ပြုလို့ရောင်းချခြင်းဟာကိတ္တိမမွေးစားခြင်းကိစ္စမျိုးကဲ့သို့ကြော်စောမှုရှိရန်မလိုပေတိတ်တဆိတ်အယောင်အဝယ်ပြုထားရုံများဖြင့်မှလျော်ဩစာသုံးပြီးရောင်းခြင်းဝယ်ခြင်းဖြစ်သည်ဟုတတိချမဆူနိုင်ခြေဆိုတဲ့စီရင်ထုံးကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်မိဘဖြစ်တဲ့သူကသားသမီးတွေအနက်သူတို့ကြိုက်နေတဲ့သူတို့ပေးကမ်းသူတို့ရောင်းချခြင်းတဲ့သားသမီးကိုအခြားသားသမီးသိစီကြမလို့ဘဲနဲ့ရောင်းလို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုပြ